ပြကြီးရောက်တာ3 နှစ်3 နှစ်ကြာပြီမေပညာအမွေအမေကပြီးတနေ့တစ်ချိန်မှသာပြောရတယ်ရွာနဲ့အနေဝေးပြီးဘဝချီတွေးလို့ရတဲ့တတိပညာချရင်အပေါင်းတင်တကယ်ချင်းများနဲ့ကစားခုံသာပြောပါကြတယ်သားတော်ကအမှန်တကယ်အမေနဲ့ရွာကိုမန်းတဲလို့တာကျွန်တော်မှဖြေရတယ်ရွာရှိပဲလို့ပြောင်းမိခင်အိုးနေထိုင်ကောင်းပါစားကွယ်တွေ့တယ်ဆွေးတယ်မြို့မှာအနေကျွမ်းနေမယ်ကျွန်တော်စိတ်ကအရင်ဝေးပန်းနေအမေနဲ့ရွာကိုလွမ်းနေငယ်စဉ်ကဆရာတော်အကြောင်းမှာကာကြီးစာအဆုံးစလုံးပေါင်းတဘောနာလေမိဘဆရာသမားများကတာအလားကိုပညာပေးတယ်ဘဝချီတွေ့ရတဲ့ကွယ်ကျွန်တော်အရွယ်ငယ်ငယ်လေးမူပြေးဟန်သွားတာရွာမှာပြောခဲ့တယ်အော်အခုဆိုမျိုးရောက်လို့တက်ကတီလာအောင်မြင်နေတငယ်ချင်းများနဲ့အသိမြေကျွဲခုံမဲ့တရားတွေပေါ်ပြီးမယ်ကျွန်တော်ရင်မနေထိပန်းနေအမေနဲ့ရွာကိုလွမ်း